ပြိုင်ပွဲတွေခင်းတဲ့ချန်ပီယံလန်းကိုအမားမခံရှောင်လန်းရမယ်အာဆင်နယ်အားလုံးပဲမင်္ဂလာပါများအင်းဝ365ကနေပြန်လည်ကြိုလိုက်ပါရင်အာဆင်နယ်အတွက်ပွဲစဉ်စံနေကတော့ရေကန်အသင့်ကြာအသင့်ဖြစ်နေပါတယ်အာဆင်နယ်ဒီတစ်ပတ်စူပါဆန်နေမှာအကောင်းဆုံးပွဲစဉ်အဖြစ်တော်တန်အသင်းနဲ့မြောက်လန်ဒန်ဒါဘီကိုရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်ဒီပွဲမတိုင်ခင်အားတက်ဆရာတွေကတော့စနေနေ့မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာလီဗာပူးကနော်တန်ဖော်ရက်ကို3-0နဲ့ရှုံးနေခဲ့တယ်လို့မန်ချက်စတာစီးတီးကလည်းနျူကာဆယ်ကို2-1နဲ့ရှုံးနေခဲ့ပါတယ်ဒီတော့ဖလားလူပတ်တွေအခြေချော်တာကိုအာဆင်နယ်တို့အခွင့်ကောင်းယူဖို့လိုအပ်ပါတယ်အာဆင်နယ်ကပေးရမတိုင်ခင်မှာဆန်နာလန်ကိုတူတူနဲ့တေးချခဲ့တာပါဒီတော့ကအာဆင်နယ်မှာတိုက်စစ်ကစားပါတော်တော်များများတရားရရှိနေပြီးအပြေးအဝမစွမ်းဆောင်နိုင်ခဲ့ပါဘူးအာဆင်နယ်ကပေးရမှာတရားထပ်မံရရှိသွားခဲ့တဲ့ဂါရီယယ်မပါဝင်နိုင်ဘူးဆိုပေမဲ့ဒီနေရာမှာအစားဝင်ကစားပေးနိုင်မယ့်ကစားသမားတွေအရင်အသင်းရှိနေကြသလိုတရားတိုက်စစ်ကစားသမားတချို့လည်းပြန်လာနိုင်ကြပြီမို့အားတက်စရာတော့ဖြစ်နေပါတယ်တော်တရားကပြီးခဲ့တဲ့ရာသီကယူပါလိချန်ပီယံဖြစ်ခဲ့ပေမဲ့လိမှာတော့18ရာသီသိမ်းခဲ့တာကြောင့်နီးပြသစ်သောမတ်ဖရန့်ကိုအသစ်ပြောင်းလဲခဲ့ပါတယ်သောမတ်ဖရန့်ကစပါကိုချန်ပီယံလိနဲ့ပရီးမီးယားလိမျှတအောင်ဂိုင်းတွယ်ပေးနေပေမဲ့ဒန်ယာကစားသမားတွေကတော့10ရောက်လောက်ထိရှိနေတဲ့အတွက်ထင်သလောက်မဖြစ်ပဲရုန်းကန်နေရပါတယ်စပါကပေးရမတိုင်ခင်တော့ကလည်းမန်ချက်စတာနဲ့တက်ကိုနောက်ဆုံးမိနစ်ကြာမှခြေပါကိုပေးလိုက်ရပြီးအမှတ်ခွဲယူရသေးတာကြောင့်အခုအဆင့်8နေရာကိုရောက်ရှိနေပါတယ်အာဆင်နယ်အတွက်ဒီတစ်ပတ်ပြိုင်မဲ့အသင်းတွေအားလုံးကိုအပြတ်အသတ်အမှတ်ဖြတ်ထားနိုင်ဖို့အခွင့်အရေးတစ်ခုပါဒါပြင်ဘိုင်ယန်ချဲစီတို့ကိုဇက်လိုက်ကစားရဖို့ရှိနေတာကြောင့်စိတ်တက်ကြွနေဖို့လည်းအရေးကြီးပါတယ်ဒါကြောင့်အာဆင်နယ်တို့မြောက်လန်ဒန်ဒါဘီကိုအနေအောင်ရေးချမှာဖြစ်ပြီးပြိုင်မဲ့တွေခင်းပြီးတဲ့ချန်ပီယံလန်းကိုရှောင်လန်းကြမှာတေချာနေပါတယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်